စဉ်းစားကြရတော့ဖြစ် သူဆက်ကြောကြီးတယောက်ဒီမှာလာပြီဘာထိုင်စဉ်းစားနေတာတော့ဗျ ဘာရဲမဟုတ်ပါဘူးကွာစကားတခွန်းပြောတဲ့မပြောတဲ့အဲ့ဒါကိုစဉ်းစားနေတာကွာ ဘာစကားမဟုတ်ဘူး ငါဘောရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ကြီးပေါ့ကွာ အကြီးမှဆုံးတော့လေးကို ဟုတ်တယ် သူပြောကြည့်ပါဘာအကြီးမှဆုံးလို့ ဒါလဲဆိုတော့ဒီစကားကိုငါမင်းတယောက်ပဲပြောပြဘယ်သူကမှမင်းတော့မပြောနဲ့နော် အာစိတ်ရှာမပြော တကယ်တော့ဘာလဲဆိုတော့ငါကအချိန်လုံးကတိမ်မြုပ်ပြုတ်ကွယ်သွားတဲ့ဟူတန်ခိုင်းရနောက်ဆုံးမျိုးစေကွာနောက်ဆုံးမျိုးစေ အော်ဟုတ်မှလို့လားဆောင်ကြီး